Welcome to my video. My name is Janaro. Minecraft S2 is so much. Now, young neighbor. Let's go. Who the near South one? South one. But not how Bashi that here met you. So go, but near. No, what I have to do my common. My opinion, I don't know why. Because you don't need a pass on me. ပတ်ပန်းဆောင်ကောဟောကျွန်တော်အိမ်ပြူထားပဲရေးပြီးဆုံးမှအိမ်ဆောင်လို့ပြောတာโอเคအဲ့ဒါကျွန်တော်အိမ်ဆက်ဆောင်အဲ့တော့တူတာတော့ကျွန်တော်အမြင်ကိုဟိုတဲ့နဲ့တော့ဒီလိုရတယ်ကျွန်တော်တော့ timeless လေးနဲ့ပြချင် timeless ဆိုတာဒီမှာပါဆို night vision ဟာလေးထည့် night vision ဟော timeless နဲ့ဟော timeless နဲ့ပြန်မယ်ကျွန်တော်ဒီခါက timeless နဲ့တော့တော့လိုက်အောင် let's go အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ဗီဒီယိုတော့မဟုတ်ပါဘူးခုနကကျွန်တော်အိမ်ဆောက်ပြီးပါပါအိမ်ဆောက်ပြရလေးလိုက်ပြမယ်အဲ့တော့အိမ်ဆောက်ပြရဒီတော့ဒီခြေဓာတ်လေးကိုပြန်ထည့်ကျင်အောင်ထည့်လိုက်ပါပြီ။တော့အိမ်ကတော့ဒီမှာပါ။တော့အိမ်ကိုဒီပလေးမော့ကြမယ်ဆိုရင်ဒီပလေးမော့အလုံးလုံးပြလိုက်ရအောင်။အမေအိမ်ကတော့လော special လာတယ်။ဒီမှာမီးရလေးကျွန်တော်ထုံးထားသေးတယ်။ဒီတော့မီးရတော့နေမဲ့အိမ်လေးကတော့ဒါဒီအိမ်လေးပေါ့။ကျွန်တော်ဟိုမှာတော့ဗာပစ္စည်းမှတော့မရှိတော့ဘူးဒီနေ့ပြီးတော့အိမ်ဆောက်လိုက်တယ်ဒီမှာလဲစိုက်ခင်းတွေကနည်းနည်းစိုက်ခင်းလဲနည်းရတယ်ပြီဒီရှေ့တာလေးကနည်းနည်းပြန်လေးလာပြီရေကဝါဖြစ်နေတယ်ဟိုဒီမီးရှိတော့ပြန်ထဲမှာ error တက်သွားလားမသိရေကမင်းပြန်ထဲပါအောင်မယ်ရောကျွန်တော်ဒီအိမ်လေးလာပြတယ်ပြီးလို့ရှိရင်တော့ဒီဗီဒီယိုလေးကတော့လည်းရန်တော့ပါမယ်မိနစ်ကတော့လုံးလုံး9မိနစ်ပေါ့ဒီလောက်ပေါ့ဘာလို့လဲကျွန်တော်ကဒီနေ့ပြီးဆုံးမှာတော့အိမ်ဆောက်ပြတာပါအိမ်ဆောက်ပြတာဒီအိမ်လေးလာမယ်ကျွန်တော်ဒါ creative mode နဲ့ဆောက်တာမဟုတ်ပါဘူးကျွန်တော်မြင်ဝင်ပြမယ်တော့ကြည့်ရမှမှလည်းဟောဒီတသားရှိတသားရေမလောက်လို့တော့ကျွန်တော်တော့ခုတ်လိုက်သေးတယ်အဲ့ကျွန်တော်တရားတွေကိုဒီထဲမှာတင်ထားတာအဲ့ဒီကျွန်တော်အင်ကြီးချွတ်လောက်မှာအင်ကြီးတစ်ချက်ချွတ်လိုက်တော့အင်ကြီးကျွန်တော်နောက်ပြီးဆုံးမှာပါဆောက်မယ်ပြောခဲ့ပါအဲ့ပြီးဆုံးကြရင်ကျွန်တော်ဆောက်ပေးပါမယ်နောက်Telegram channel လေးမှာဒီ shader လေးချလို့ရချပေးပါမယ်ပေါ့ Telegram channel ကတော့အရင် video မှာပါပါတယ်ကျွန်တော် Telegram channel ကိုလည်း join ပေးကြပါရေးရမယ်တဲ့ဘာလဲမသိဘူးအဲ့ဒီနေ့ video တော့လောက်ပါပဲဒါလေးအားလုံးပဲဒီနေ့ video တော့လောက်ပါပဲအားလုံးပဲ bye bye